မင်္ဂလာပါရှင် The Celebrity News ရဲ့မတ်လ30ရက်နေ့ည9:00နာရီအထိနောက်ဆုံးရအနုပညာသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာပါ။ပဲခူးဖျားပွဲမှာပြည်သက်တောင်းချီအားပေးခြင်းခံနေရတဲ့အောင်စပူရဲ့သတင်းပလုံကောက်တဲ့မိသားစုကိုကယ်တင်လိုက်ရမှငွေတွေအလင်းခံလိုက်ရတဲ့ပရိဒသမားရဲ့သတင်းပဲခူးမှာဖြောပြဖို့အမေနန်ဂရိုင်းမေတော်ကြီးကိုပွဲပေးရင်းနဲ့ဝင်ပူးခံလိုက်ရတဲ့ဖိုးချစ်တို့ဇက်အဖွဲ့ရဲ့သတင်းအပါအဝင်လက်ထက်ချင်းတဲ့သူတွေကိုစကားတကုံပြောလာတဲ့တေးတန်ရှင်အေးမြတ်မုံရဲ့သတင်းစသဖြင့်ရှုစားရမှာပဲဖြစ်ပါတယ်ရှင်။ပလုံကောက်တဲ့မိသားစုကိုကယ်တင်လိုက်ရမှာငွေအလိန်ခံလိုက်ရတဲ့ပရာဟိတသမားပရိသတ်ကြီးရဲ့ချင်းနှချောင်းမကဲကောင်းဆိုတာဒီပရာဟိတကိုတန်းထိုင်အောင်မှာအစ်စ်ပါပဲနော်သူဟာကိုကျိုးစွန်ပြီးတော့အလုပ်လုပ်ပေမဲ့တနာတော်အဖြစ်မိသားစုလေးစုကိုကယ်တင်လိုက်ရမှာသူ့ရဲ့တက်တန်းမှာမဖြစ်ဘူးတဲ့ကိစ္စဖြစ်ခဲ့လို့အံ့ဩနေကြတာဖြစ်ပါတယ်သူဟာခလေးကားတိုက်ပြီးတော့ဆေးရုံမှာချွတ်တဲ့စွာဆေးလာကိုတဲ့မိသားစုကိုအတိမိတ်ဆွေတွေကုညင်ခိုင်းမှုတွေကြောင့်တွားရောက်လူရန်ခဲ့ပြီးတော့အလုံငွေ15သိန်းကျော်ကိုစေကူတာဖို့သွားပေးခဲ့တာပါကိုတန်းထိုင်အောင်ကရောင်စင်မဲ့ပရိုက်တာအတင်းဥက္ကဋ္ဌလည်းဖြစ်တယ်စေယုံကလည်းတည်နေတော့သူ့ကိုဖုန်းဆက်ပြီးအကျိုးကြောင့်ပြောတော့ဒီမိသားစုကပလုံကောက်တဲ့မိသားစုဖြစ်တယ်အရန်ဆင်းရဲပြီးတော့ဝစ်စင်ကအဝတ်စားတော်မရှိတာကြောင့်စေယုံဘေးကကလေးလေးမှာပေးနေရတာလို့ဆိုရင်ဒါကိုလည်းသိတော့အလုံငွေတွေကောက်ခံပြီးတော့သူရတဲ့အလုံငွေ15သိန်းနဲ့3000ကိုလည်းမိခင်ထံကိုတွားရောက်လှူဒန်းပေးခဲ့တာပါမိခင်ဖြစ်သူကလည်းသားသမီးကိုဂရုစိုက်တာကြောင့်သူလည်းနေမကောင်းဖြစ်ကဆေးတောင်းနေရတာကိုသိခဲ့ရတယ်ခလေးလေးဟာကားတိုက်တဲ့အချိန်ကြောင့်ခြေထောက်နှစ်ဖက်လုံးကျိုးပြီးတော့ယောက်ျားအင်္ဂါလေးလည်းထိခိုက်သွားပါတယ်မရှိတဲ့ပလုံကောက်တဲ့မိသားစုလေးမို့လို့ကိုချင်းစာပြီးတော့လှူလိုက်ကမှအလုံးမဖြစ်ဘဲနဲ့ခိုးရပါလို့တော့ဖြစ်သွားတယ်လို့ပြပြလာခဲ့ပါတယ်ခလေးမိခင်ဟာခလေးကိုတနေ့ကိုမိနာကနေအိတ်နေခဲ့ပြီးတော့ညနေပဲဆိုရင်ဆေးရုံမှာခလေးကိုထားခဲ့ကသူ့ဟာသူအလှတွေပြင်ပြီးပြန်ထွက်သွားတာဖြစ်ပါတယ်နောက်နေ့မနက်မှပြန်လာပြီးတော့ခလေးတွေကိုအစားအစာကျွေးရလို့ဆိုပါတယ်ကိုတန်းထောင်ရောက်သွားတဲ့အချိန်ကလည်းညနေပဲဆိုတော့ခလေးเจ้าကိုလည်းမင်းမြန်ရင်မိခင်ရဲ့အလောက်ကန်ကိုတီးခဲ့ရတာပါမိခင်ဟာဒီသားသမီးတွေကိုစားဝင်တွေကိုဦးစားပေးခလေးတွေနဲ့တူပလုံကောက်တယ်ညနေဘက်မှာမိပွိုင်းနေမှာရလိုရညာလိုက်တောင်းရမ်းတယ်လို့ဆိုပါတယ်ဒီလိုခက်ခဲတဲ့မိသားစုကိုလည်းသူကကူညီရမှာယခုလိုအဖြစ်ပြက်ကြီးနဲ့ငွေတွေအလိန်ခံလိုက်ရတယ်လို့ပြပြလာပါတယ်ကိုတန်းထိုင်အောင်ဟာပလုံကောက်တဲ့မိသားစုကိုအလှငွေတွေပေးပြီးတော့ခလေးစေကူတာမတက်တာမချင်းသူ့ပတ်စံအကုန်ကြခံမိမယ်သူ့ကိုဆက်သွယ်ပြီးတော့ပြောခဲ့တာပါဒါကမိခင်ဖြစ်သူပတ်စံတွေအားလုံးကိုယူပြီးတော့ထွက်ပြေးသွားခဲ့တာ4ရက်တောင်ရှိပြီလို့ဆိုပါတယ်ခလေးတွေကိုဆေးရုံမှာ4ရက်လုံးထားခဲ့ပြီးဆေးရုံစိတ်တောင်မထားခဲ့ပဲနဲ့ပတ်စံတွေအားလုံးကိုယူသွားတာပါမိခင်ဖြစ်သူထွက်ပြေးသွားတာကလည်းဆေးရုံကသူ့ကိုဆက်သွယ်တယ်ဘေးကဂရင်တွေအတိတွေကလည်းဆက်သွယ်တော့ဆေးရုံမှာခလေးတွေကိုအတိတယောက်နဲ့ဆေးရုံဆောင်စီခဲ့ပြီးထားခဲ့ရလို့ဆိုပါတယ်သူလည်းခလေးမိခင်ကိုသွားရှာတော့ခလေးမိခင်ကအကောင့်တိုင်းပဲရှိနေတယ်သူ့လို့ပြီးတော့အလားအပါတွေပြင်ကပလုံကောက်ပတ်စံတွေကိုထိုင်သုံးနေရလို့ဆိုပါတယ်ခလေးမေဟာတနေ့ကို15သိန်းနဲ့ကနေ17သိန်းကျော်သုံးပြီးတော့သူ့ရဲ့ဝယ်ရဝယ်စားနဲ့ဖုန်းတွေဝယ်လိုက်လက်ကင်အိမ်တွေဝယ်လိုက်နဲ့အဆင်ပြေနေတာတယောက်တည်းအေးဆေးပဲလို့ဆိုပါတယ်နောက်ပြီးတော့သူ့ကိုတေချာမိတော့သူတို့ပလုံကောက်သူတွေကိုအုပ်ချုပ်တဲ့ခေါင်းဆောင်ဆိုတာရှိတယ်အဲ့ဒီလူကရတဲ့ငွေတွေကို6သိန်းတောင်းယူထားတယ်လို့လည်းသိရတယ်သူ့မှာဖြင့်အံ့ဩပြီးတော့ရုပ်ရှင်ဇာတ်ကားတွေအတိုင်းပလုံကောက်တာတိုင်းမှာအိုးစည်းတဲ့တထေရှိနေရလားဆိုပြီးတော့မယုံနိုင်စရာဖြစ်တယ်လို့ပြောလာခဲ့ပါတယ်ပလုံကောက်တဲ့မိသားစုကလည်းဆေးရုံမှာခလေးလေးတွေကိုထားပြီးတော့လိန်ရဲတဲ့တက်တိကတော့မသေးပါဘူးနော်ပလုံကောက်တွေတောင်မှဂိုင်းတွေရှိနေပြီးတော့ခေါင်းဆောင်တွေအုပ်ချုပ်ရေးအောက်မှာရှိနေတာဖြစ်ပါတယ်ခေါင်းဆောင်တွေကတနေ့နေ့ရလာတဲ့ပတ်စံတွေနဲ့တဝက်ကိုယူပြီးသူတို့ကတော့ဇိမ်လေးနဲ့အေးဆေးပဲလို့ဆိုပါတယ်တမန်လူတွေတနာအောင်လုပ်နေခဲ့ပြီးတော့လူတွေကလည်းတနာတော့ပေးကမ်းကြနဲ့ရွာတွေမှာအိမ်တွေကားတွေတောင်ဝင်နေတဲ့တထေးတွေပါနော်ပေးတဲ့သူတွေထက်တောင်းတဲ့သူတွေကတထေးမို့လို့တစ်ခါလေအံ့ဩရတယ်ပတ်စံကိုအကျိုးရှိတဲ့အလွယ်ရနေတာတော့မှတောင်းရတဲ့အလုပ်ကို professional ကြကြလှုပ်ဆောင်လာတာခုနောက်ပိုင်းအများကြီးတွေ့လာရတယ်ကိုကြီးပြီးတော့ပတ်စံပေးမယ်ဆိုရင်တော့တေချာစုံစမ်းပြီးတော့လှူစေချင်ပါတယ်ရောင်စင်မိန်ပရိုက်တာအသင်းဥက္ကဋ္ဌလိုမျိုးမဖြစ်အောင်ဂရုစိုက်ကြဖို့ကိုပြောရင်းနဲ့မှတ်ချက်လေးလည်းပြောပြခဲ့ကြပါအောင်နော်ပဲခူးမှာပြောပြဖို့အမေနဂရိုင်းမေတော်ကြီးကိုပွဲပေးရင်းနဲ့ဝင်ပူးခံလိုက်ရတဲ့ဖိုရှစ်တိုစာအဖွဲ့အားလုံးပဲမင်္ဂလာပါ The Celebrity News Page ကနေကြိုဆိုလိုက်ပါတယ်မြန်မာစက်သက်ပင်ကိုအပေါ်ယံကြည့်ရင်ကားကြဆိုကြဖျော်ဖြေကြတဲ့အနုပညာတရားလို့ထင်ရပေမဲ့နောက်ကွယ်မှာတာမန်လူတွေနားလည်ဖို့ခက်ခဲတဲ့မြင်မြင်ရတဲ့ရိုးရာအယူအဆတွေလက်မိုင်းပညာတွေလက်တွေဝါတွေရဲ့စောင့်ရှောက်မှုတွေအခိုင်အမာရှိနေသေးပဲဖြစ်ပါတယ်စက်သက်ပင်လောကသားတွေအတွက်လက်မိုင်းဆိုတာဟာသူတို့ရဲ့အသစ်ဖြစ်ပါတယ်မကြသေးခင်ကပဲခူးမြို့မှာဖိုရှစ်တိုဇက်ပွဲသွားရောက်ကပြရင်လက်မိုင်းပွဲပေးတဲ့အချိန်မှာထူးခြားတဲ့ဖြစ်ရလေးတစ်ခုကိုကြုံခဲ့ရပါတယ်တပင်းတွေဟာပွဲမကခင်မှာရိုးရာနဲ့တွေကိုလိုင်းပေးတာပွဲပေးတာတွေကိုစနစ်တကျလှုပ်ဆောင်ရပါတယ်။ရိုးရာကိုမလိုက်နိုင်ရင်ဘလို့လားအတဲ့ဆိုးကျိုးတွေဖြစ်လာနိုင်တာကြောင့်ရိုးရာပွဲတွေကိုလည်းလေးလေးသားသားပြုလုပ်ကြတာပါ။ပဲခူးမှာရှိတဲ့အမေနဂရိုင်းမေတော်ကိုပွဲသွားပေးရင်းနဲ့မမျှော်လင့်မဲ့လူရှင်တော်ကိုပေါ်လာရဲ့ဇနီးဖြစ်သူကိုနောက်ဝင်ပြုခဲ့တဲ့အဖြစ်အပျက်တစ်ခုကိုကြုံတွေ့ခဲ့ရပါတယ်။ဒီလိုဝင်ပြုခဲ့တာဟာဖိုးချစ်ဇက်ပွဲတစ်ဖွဲ့လုံးအတွက်တော့တကယ်ကိုမမိနိုင်တဲ့အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်။လူရှင်တော်ဦးပေါ်လာရဲ့အမျိုးသမီးဟာ
စင်မော်လည်းမတက်တဲ့လို့ကားလည်းမကတ်တဲ့အမျိုးသမီးဖြစ်ပေမဲ့လက်မိုင်းပေးတဲ့အချိန်မှာတော့အရှာတယောက်လိုပြောင်းလဲသွားပါတယ်လက်တွေလည်းချိုးကနေခဲ့ပြီးနောက်ဝင်ပူးသူလိုဖြစ်နေလို့ဘေးနားကလူတွေကတော့ဝိုင်းပြီးရှော့နေခဲ့ရပါတယ်လက်မိုင်းပွဲပေးပြီးတဲ့နောက်မှာဒီလိုဝင်ပူးတာကတော့ထူးခြားတာကြောင့်အောင်မြင်မဲ့ပွဲအဖြစ်လည်းယုံကြည်ထားကြပါတယ်အမေနဂရိုင်းမယ်တော်ကြီးကအမှားမခံတဲ့တစ်ပါးဖြစ်ပြီးယုံကြည်သူတွေကိုလည်းပြန်လည်ဆောက်ရှောက်ပေးပါတယ်ဘကိုးပွဲမှာဖိုးရှစ်လည်းကပြမှာဖြစ်ပြီးဖိုးရှစ်ကိုအားပေးမဲ့သူတွေလည်းရောက်ရှိနေကြပါပြီပွဲပေးပြီးတဲ့နောက်မှာလက်မိုက်ကပ်ပြီးဝင်ပူးတာကြောင့်ဒီပွဲကတော့တေချာပေါက်အောင်မြင်မှုတွေရမဲ့ပွဲအဖြစ်အားပေးနေကြပါတယ်ဖိုးရှစ်တို့ကခြေတုံးကိုမပယ်တာကြောင့်ရောက်တဲ့မျိုးတွေမှာတက်ဆိုင်ရာနက်တွေကိုအလေးထားပြီးဂါဝရပြုကြပါတယ်အမေနဂရိုင်းလိုနက်ထံမှာတားရောက်ပွဲပြီးတဲ့အခါကိုရင်ကိုကြားထူးခြားတဲ့ဖြစ်စဉ်တွေပြသလာတာကြောင့်ဇာတ်အဖွဲ့ရဲ့ရိုးရာအပေါ်ယုံကြည်မှုနဲ့ပေးဆက်မှုတွေကိုမမြင်ရတဲ့ပုံကိုယ်တွေကပါအတိအမှတ်ပြုလိုက်တာပဲဖြစ်ပါတယ်ဖိုးရှစ်ကတော့ခရစ်စီချောင်းတွေဘလောက်ပဲပြောင်းလဲသွားပါစေအနောက်တိုင်းယဉ်ကျေးမှုတွေဘလောက်ပဲဝင်လာပါစေဖိုးရှစ်ကတော့ဖိုးရှစ်အဖြစ်နဲ့ခိုင်ခိုင်မာမာရပ်တည်နေသေးပါခက်ပေါ်ဤပညာတွေဖြစ်တဲ့မီးအလင်းအမှောင်ဇာတ်အပြင်အစင်ကိုအသုံးပြုပေမဲ့မြမသပင်ရဲ့အဓိကအသစ်ဖြစ်တဲ့ရိုးရာအကအခုံဆိုဟန်တွေလက်မိုင်းပွဲပေးတာတွေနတ်တွေဝါတွေကိုပူဇော်တာစတဲ့အစင်လာတွေကိုဘယ်တော့မှမပေါ်စားခဲ့ပါဘူးဇာတ်အဖွဲ့တစ်ဖွဲ့လုံးအခုလိုစီစီလုံးလုံးနဲ့ရိုးရာကိုတောင်ပေါ်တတ်အောင်ဥဆောင်နိုင်တာဟာဖိုးရှိရဲ့ကြီးမားတဲ့အနုပညာဩဇာနဲ့ခေါင်းဆောင်မှုစွမ်းရည်ကြောင့်လည်းဖြစ်ပါတယ်။သူကိုယ်တိုင်ကအနုပညာအပေါ်သက်သာရှိပြီးသူ့ရဲ့တပည့်တွေဖွဲ့သားတွေကလည်းသူ့ကိုလေးစားပြီးဒီအစင်လာတွေကိုတန်ဖိုးထားကြတာပါ။ဘလို့အခက်အခဲတွေပဲရှိရှိဇက်စိမ်ပေါ်ရောက်သွားပြီဆိုရင်လက်မိုက်ကပ်ပြီးပြေးတက်ကိုအမြဲတမ်းညှို့ယူဖန်ဆားနိုင်တဲ့ရှိပါတယ်။မမြင်ရတဲ့လက်မိုင်းတွေနတ်တွေဝါတွေရဲ့စောင့်ရှောက်မှုတွေကိုအချို့တွေကမယုံကြည်ကြပေမဲ့လည်းယုံကြည်သူတန်ဖိုးထားသူအနုပညာကိုတန်ဖိုးထားသူတွေအတွက်လည်းပြန်လည်စောင့်ရှောက်မှုတွေရှိပါတယ်။ဒါကြောင့်မို့လို့လေဇက်သမင်လောကမှာဖိုးရှစ်ဆိုတဲ့နာမည်တစ်လုံးဟာရိုးရာကိုဆက်လက်အောင်မြင်နေတာပါလက်မဲပွဲပေးရင်းနဲ့ဝင်ပူးခဲ့ရတဲ့အဖြစ်အပျက်တွေကိုယုံကြည်ရလားဆိုတာကွန်မန့်မှာအမြင်လေးတွေမျှဝေပေးခဲ့ကြပါဦးနော်ပဲခူးဖျားပွဲမှာပရိသတ်တောင်းနေချီအားပေးခြင်းကိုခံနေရတဲ့အောင်စဖို့အခုလက်ရှိမြန်မာစက်တပင်လောကရဲ့အကြီးကျယ်ဆုံးအစီကားဆုံးနဲ့အနုပညာရှင်တိုင်းအတွက်တကယ်ကိုမှအောင်မြင်ဖြစ်တဲ့ပဲခူးရှင်မော်တော်ဖျားပွဲတော်ကြီးမှာတော့ပရိသတ်တောင်းနေချီပြီးတော့တခဲနဲ့အားပေးနေကြတဲ့လက်ရှိတပင်လောကရဲ့အောင်မြင်ဆုံးသမင်းသားကျော်အောင်စဖို့ရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းသမင်းသားစွမ်းစာနီးဆိုတာတစ်ချိန်ကမြန်မာပြည်အနှံ့မှာပရိသတ်တွေယူယူမမအားပေးခဲ့ရတဲ့နံပါတ်1စူပါစတာမင်းသားတစ်ပါးမှာသူကကပြတဲ့ပွဲတိုင်းရောက်တဲ့နေရာတိုင်းမှာရုံမဆအောင်ကြိတ်ကြိတ်တို့စီကားခဲ့ပြီးတော့လက်မှတ်ဝင်ရခက်ခဲတဲ့အထိကိုအောင်မြင်ခဲ့သူပါဒါပေမဲ့အချိန်ကာလတွေကူးပြောင်းလာတဲ့မြအခုလိုတမိုင်းဝင်ပဲခူးဖျားပွဲတော်ကြီးမှာတော့စွမ်းစာနေရဲ့စက်ရုံဟာအရင်လိုကြိတ်ကြိတ်တော့မဟုတ်တော့ပဲလူမပြည့်တဲ့အနေအထားကိုရင်ဆိုင်နေရပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်ဒီနေ့ဖျားပွဲမှာဆိုရင်ကပြကွေ2ရက်တာရရှိထားတာကိုကြည်ကြအဖြစ်ဒါဟာအနုပညာရေးစီးကြောင်းရဲ့အပြောင်းလဲနဲ့ပရိသတ်အကြိုက်ပြောင်းလဲမှုတွေကိုညှို့ပြနေတာပါအလားတူပါပဲတပင်ဥက္ကဋ္ဌကလည်းမြန်မာပြည်ရဲ့နံပါတ်1စမင်းသားဖြစ်နေနှစ်ပေါင်းများစွာရည်တည်ခဲ့တဲ့ဝိုင်းရဲ့မင်းသားကြီးဖိုးချစ်ဆိုရင်လည်းသူ့ရဲ့ခိုင်မာတဲ့ပရိသတ်တွေရှိနေသေးပေမဲ့ဒီနေ့ဖျားပွဲမှာ9ရက်တာကပြကွင်ရရှိခဲ့တာဒါဟာနာမည်ကြီးဝိုင်းရဲ့မင်းသားကြီးတွေနဲ့ဇက်သမင်လောကရဲ့ပြိုင်ဆိုင်မှုပြင်းထန်လာတာကိုအကြီးကျယ်ရင်ဆိုင်နေရပြီဆိုတာကိုပြသနေပါတယ်ပရိသတ်တောင်းနေချီအသေးဆွဲအောင်စဘူးကိုဒီလိုဝိုင်းရဲ့မင်းသားကြီးတွေတစ်ချိန်ကနာမည်ကျော်ရင်ရုံမပြည့်တဲ့အချိန်ကပြကွင်ရနေသွားတဲ့အချိန်မှာအားလုံးကကြော်လွန်ပြီးဝဝက်ကွဲအောင်မြင်မှုတရဖို့ကိုစောင်းသွားသူကတော့မင်းသားကျော်လေးအောင်စဘူးပဲဖြစ်ပါတယ်ဒီနေ့ပဲခူးဖျားပွဲမှာအောင်စဘူးဟာတခြားဘယ်မင်းသားနဲ့မှမတူပဲ10ရက်တိုင်တိုင်ဇက်တိုက်ကပြကွင်ရရှိသွားတာဟာတပင်လောကတစ်ခုလုံးကိုကင်လုံးလိုက်သလိုဖြစ်သွားပါတယ်အန်ဩစရာအကောင်းဆုံးအချက်ကတော့အောင်စဘူးရဲ့ဇက်လက်မှတ်ဈေးနှုန်းဟာဖိုးချင်စွမ်းစာမျိုးထက်တိတိတသာကြီးကိုပို့ပြီးတော့ဈေးကြီးနေရပါပဲ။တာမန်အားဖြင့်တော့ဈေးကြီးရင်လူနေတတ်ပေမဲ့အောင်စဘူးရဲ့ပွဲကတော့ဈေးပိုပေးရတဲ့ခြားကရုံပြည့်ရုံရှံကိုကြိတ်ကြိတ်တွန်းနဲ့ပရိသတ်တောင်းနေချီအားပေးခြင်းကိုခံခဲ့ရတယ်။ဒီလောက်အားပေးရတဲ့အကြောင်းရင်းတွေကတော့ပြိုင်ဘက်ကအမှုပညာအရေးသွေးအစိုးအကအပြောအဟောအားလုံးကိုအချိုးကျကျပိုင်းနိုင်စွာဖျော်ပြနိုင်စွမ်းရှိပါတယ်။မယိုးဤသွားစီမယ်တီထွင်စမ်းသစ်ဖို့တွေစိန်ညတိုင်တိုင်ကပြကြတာမဟုတ်လို့တညနဲ့တညမတူအောင်ပြဆက်အသစ်တွေတချင်းအသစ်တွေနဲ့နေ့စဉ်ဖန်တီးတင်ဆက်ခဲ့တာပေါ့ခန်းထားတဲ့စတင်အပြင်ဆင်ခင်မီစမ်းတဲ့မီးလင်းအောင်စနစ်တွေနဲ့နောက်ခံအပြင်ဆင်တွေကိုအထူးသဖြင့်ပြင်ဆင်ထားတာကြောင့်ပရိသတ်တွေအတွက်မျက်စိပတာတာဖြစ်စေပါတယ်။အရင်ကဆိုရင်ဒီလိုခန်းထားကြီးကျယ်တဲ့တင်ဆက်မှုတွေကိုဖိုးချစ်တယောက်သာလုပ်နိုင်ခဲ့တာပါ။အခုတော့စွမ်းစာနေလို့တစ်ခေတ်တစ်ခါကနာမည်ကျော်တွေကိုကြော်ဖြတ်ပြီးအောင်စမှုဟာဖိုးချစ်ရဲ့ခြေရာကိုနေကသမင်လောကရဲ့ထိတ်တန်းနေရာကိုအခိုင်အမာသိမ်းပိုက်လိုက်ပြီးဖြစ်ပါတယ်။အောင်စမှုရဲ့ဇက်ဖွဲ့ဟာလက်ရှိမြန်မာနိုင်ငံမှာအောင်မြင်ဆုံးနဲ့ပရိသတ်အားပေးမှုအများဆုံးဇက်ဖွဲ့ဖြစ်နေပြီဆိုတာကိုဒီပဲခူးဖျားပွဲကြီးကတရားဝင်သက်သေပြ
လိုက်တာပါပဲကဲဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ကရောတချိန်ကနာမည်ကြီးခဲ့တဲ့စွမ်းစာနေတို့ရုံမပြည့်တော့တဲ့အချိန်မှာလက်မှတ်စေပိုကြီးတာတော့မှပရိသတ်တောင်းနေကြီးဝက်ကွဲအားပေးခံရတဲ့အောင်စပူရဲ့အောင်မြင်မှုပေါ်ဘယ်လိုမျိုးမြင်မိကြပါသလဲ KAC ကြောင့်ရအောင်စပူကပဲဆက်ပြီးတော့သပင်လောကကိုနှွှမ်းမိုးသွားမယ်လို့ထင်ပါသလားပရိသတ်ကြီးတို့ရဲ့လွတ်လပ်တဲ့ထင်မြင်ချက်လေးတွေကိုဒီဗီဒီယိုလေးအောက်မှာ comment box မှာဝင်ရောက်ပြောပြသွားကြပါအောင်နော်လက်ထက်ချင်တဲ့သူတွေကိုစကားတကုံပြောလာတဲ့အတေးတန့်ရှင်အေးမြတ်မွန်ပရိသတ်များအားလုံးပဲမင်္ဂလာပါမိန်းကလေးအများစုဟာအောင်မြင်မှုတရဖူဆောင်းထားခြင်းအလှပဆုံးအရွယ်ရောက်နေခြင်းမှာပြည့်ပြည့်စုံတဲ့အိမ်ထောင်ရေးတစ်ခုကိုတိစောက်ခြင်းကြတာတဘာဝပါအထူးသဖြင့်ကိုယ့်ကိုဝင်းရံပြီးတော့ဂရုစိုက်ပြီးကမ်းလှမ်းလာတဲ့သူတွေအများပြားနေခြင်းမှာတာယာတဲ့မိသားစုဘဝလေးကိုမမောတတ်ကြပါတယ်ဒါပေမဲ့လက်တလုံးမှာတော့နာမည်ကျော်မြန်မာတန်စင်အဆိုတော်မလေးတဦးကသူမကိုလာရောက်ကလန်းနေတဲ့လက်ထက်ချင်နေတဲ့အမျိုးသားတွေကိုပြပြတသားစကားတခုံပြောချလိုက်ပါတယ်။သူမကတော့အားလုံးရဲ့အချစ်တော်ဒေသရှင်အေးမြတ်မုံပဲဖြစ်ပါတယ်။အေးမြတ်မုံဆိုတာမွေးရပါလက်တစ်ဖက်မပါရှိတဲ့ခန္ဓာကိုယ်အားနည်းချက်လေးနဲ့လူလောကတွေကိုရောက်ရှိလာခဲ့သူလေးပါ။ဒါအပြင်သူမရဲ့နောက်ကဘဝဖြတ်သန်းမှုဟာထင်သလောက်ချုံမွေးခဲ့တာတော့မဟုတ်ပါဘူး။ကျန်းတဲ့နဲ့အစာပြုခြင်းဖြစ်ခဲ့ပြီးတော့စင်ရင်နွမ်းပါတဲ့မိသားစုအတိုင်းဝိုင်းကနေဆင်းသက်လာခဲ့ရတာကြောင့်ဘဝကိုအောက်ခြေသိမ်းကနေခက်ခဲရုန်းကန်စူးစမ်းခဲ့ရတဲ့သူလေးပါ။လူတယောက်အတွက်ခန္ဓာကိုယ်အင်္ဂါချုံရင်းချက်ရှိနေပြီဆိုရင်စိတ်ဓာတ်ကြစရာလို့ထင်စရာရှိပေမဲ့အေးမြတ်မွန်ကတော့ဒီအားနည်းချက်ကိုအားသာချက်အဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ဂီတပေါ်မှာထားရှိတဲ့ယူသွမှုတွေနဲ့အတူမြန်မာတန်စင်တခြင်းတွေကိုအပိုင်နိုင်ဆုံးနဲ့အနုရဆုံးတည်ဆိုနိုင်ခဲ့ရကြောင်းအခုဆိုရင်တော့မြန်မာနိုင်ငံရဲ့ထိပ်တန်းဒေသရှင်တဦးအဖြစ်ဝင်းဝင်းကြွကြွရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။ဒီလိုမျိုးစူးစမ်းမှုနဲ့အောင်မြင်တဲ့နိုင်ငံကျော်အဆိုတော်တယောက်ဖြစ်လာတဲ့အပြင်ရုပ်ရည်လေးကလည်းပြည့်ပြည့်ချောမောစိတ်ထားလေးကလည်းအင်မတန်ဖြူစင်လှပတဲ့အတွက်အေးမြတ်မုံကိုသဘောကျနေတတ်ပြီးတော့လာရောက်ချစ်ရေးဆိုတဲ့သူတွေလက်ထက်ချင်တဲ့အမျိုးသားတွေတူနေတည်ရှိနေပါတယ်။ဒါပေမဲ့ဒီလိုကမ်းလှမ်းလာသူတွေအားလုံးအတွက်အေးမြတ်မုံဘက်ကပေးလိုက်တဲ့အဖြေကတော့အားလုံးနဲ့ကွဲထွက်နေပါတယ်။သူမကအိမ်ထောင်ပြုဖို့ချစ်သူရည်စားထားဖို့လုံးဝစိတ်ကူးမရှိဘူးဆိုတဲ့စကားကိုမီဒီယာတွေကနေတစ်စက်ပုံပွင့်လင်းလင်းအသိပေးလိုက်တာမှာဘလောက်ပဲကန့်လန့်သူတွေများနေပါစေသူမရဲ့နှလုံးသားကရွေးချယ်ထားတဲ့လမ်းကတော့တာမန်လောကီလူသားတွေရဲ့လမ်းဆောင်မဟုတ်ပါဘူးအိမ်တော်ရေးကိုဆွလွန်လိုက်တဲ့အေးမြတ်မွန်ရဲ့ရင်ထဲမှာအတိကရည်ရွယ်ချက်ကြီးကြီးမားမားနှစ်ခုသာရှိပါတယ်ပထမတစ်ခုကတော့ငယ်စဉ်ကတည်းကသူမကိုလူတော်တိုးအောင်မြင်လာအောင်အပင်ပန်းခံပြုစုပြောထောင်ပေးခဲ့တဲ့ကျေးဇူးရှင်မိဘနှစ်ပါးကိုပြန်လည်လုပ်ကြွေးဖို့ပါသူမရှာဖွေထားတဲ့အမှုပညာကြီးတွေအောင်မြင်မှုတွေအားလုံးကမိဘနှစ်ပါးစိတ်ချမ်းသာဖို့စံစမ်းမမာနဲ့ဘဝရဲ့လက်ကျန်အချိန်တွေကိုပြည့်ပြည့်စုံစုံနေထိုင်သွားနိုင်ဖို့အတွက်သာရည်ရွယ်ထားတာဖြစ်ပါတယ်ဒုတိယရည်ရွယ်ချက်ကတော့သူမရဲ့ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းကိုတရားဘဝနာတွေအားထုတ်ရင်ကုသိုလ်တရဏပြုရင်းနဲ့သာအေးချမ်းချမ်းဖြတ်သန်းသွားဖို့ပဲဖြစ်ပါတယ်ဒီဘက်ခေတ်မှာမိမိရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုဆိုတဲ့အိမ်ထောင်ရေးကိုဆွန့်လွတ်ပြီးတော့မိဘကိုဥထိတ်ထားတဲ့သူမရဲ့စိတ်ထားလေးကတကယ်ကိုရှားပါလာပါတယ်။အောင်မြင်မှုတရဖူးဆောင်ထားခြင်းလောကီစည်းစိမ်တွေခံစားရလို့ရနိုင်တဲ့အချိန်မှာအခုလိုမျိုးမိဘနဲ့တရားဓမ္မကိုသာရွေးချယ်ခဲ့တဲ့သူမရဲ့မုံမြတ်တဲ့စိတ်ထားကတော့ပရိသတ်တိုင်းကိုဥညွတ်လေးစားသွားစေခဲ့ပါတယ်။ကဲဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောလက်ထပ်ဖို့ကမ်းလှမ်းလာတဲ့သူတွေကိုပြပြတသားညှင်းပယ်ပြီးမိဘနဲ့တရဏအတွက်ပဲဘဝကိုမြုံနှံလိုက်တဲ့ဒေသရှင်အေးမြတ်မော်ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်အပေါ်မှာဘယ်လိုမြင်မိကြပါသလဲသူမရဲ့ဖြူစင်တဲ့စိတ်ထားလေးကိုကြည့်ပြီးတော့ဘယ်လိုမျိုးကြည်နူးပီတိဖြစ်ရလဲရှင်အေးမြတ်မော်ရဲ့ရှေ့ဆက်မဲ့ဘဝခရီးလမ်းအတွက်အားပေးစကားလေးတွေနဲ့ဆုတောင်းမေတ္တာလေးတွေကို comment box မှာလွတ်လပ်စွာနဲ့ဝင်ရောက်ရေးသားမျှဝေပေးပါအောင်နော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်